Hello အားလုံးပဲမင်္ဂလာပါဇော်ရဲ့မွေးနေ့လက်ဆောင်ဆိုတော့အပေါင်းစင်းလုံးမှာဖြစ်ပါတယ်အဲ့မွေးနေ့လက်ဆောင်ကဘူးမှပေးထားတာမဟုတ်ကိုပြန်ပြီးတော့မွေးနေ့ဆောင်ပေးထားတာပေါ့နော်နှစ်တိုင်းလိုကိုလိုချင်တဲ့ပစ္စည်းလေးတစ်ခုကိုမှတ်ထားရပေါ့နော်မှတ်ထားပြီးလို့ရှိရင်ကိုမွေးနေ့ရောက်တိုင်းအဲ့တစ်ခုကိုလက်ဆောင်ပေးတဲ့အနေနဲ့ appreciate လုပ်တဲ့အနေနဲ့ပြန်ပြီးတော့ချင်းမြင်တယ်ပေါ့နော်အဲ့တော့တိုင်းလူကတော့ကိုပါဖြစ်ချင်လဲဆိုပြီးတော့ကိုဝင်နေရောက်လို့ရှိရင်အမြဲစဉ်းစားရပါတော့ကိုဒီနေ့ကဒီပစ္စည်းရောက်ပြီဆိုတော့နောက်နှစ်ကြာရင်ဘာလုပ်ချင်လဲဆိုတော့စဉ်းစားပြီးတော့အဲ့ဒါတော့နောက်နှစ်ဒီကြာရင်တွေ့ရမယ်ပေါ့နော်TikTok ဗီဒီယိုကြည့်ရဆိုရင်ပြီးလိမ့်မယ်ပေါ့နော်မနစ်တုန်းကဇုံက MacBook လေးလက်ဆောင်ကိုလက်ဆောင်ပြောင်းဝင်ပေးထားတာပေါ့နော်ဒီတော့ကအကြောင်းလဲစာတက်ကစားဆိုတော့လိုအပ်တာနဲ့ဝင်ပြလိုက်တယ်ပေါ့နော်ဇုံကိုလက်ဆောင်ပြန်ပေးရကဇုံကအရင်တော့ကတော့ယူအိမ်ရပေးရဲ့ product လေးပဲတုံးတာပေါ့နော်ဒါပေမဲ့အခုကျတော့ကိုပစ္စည်းကိုလိုချင်တဲ့ဟာကိုကိုယ်တိုင်မသုံးနဲ့ပထမဆုံးအနေနဲ့ကိုလက်ဆောင်ပြန်ပေးခဲ့တာက iPhone ပါ iPhone ပထမဆုံးချိန်ကိုရဲ့ပထမဆုံးလစာနဲ့ဝယ်ခဲ့ပြီးတော့ကျောင်းတက်တဲ့နေ့ရောက်တော့ MacBook လေးကိုဝယ်ခဲ့အခုဒီနှစ်လက်ဆောင်ကတော့ပြင်ပြပါမယ်နော်တော့အရင်ကြိုက်ပါတယ်ကိုလိုချင်တဲ့အရာလေးလည်းရတယ်ကိုလိုချင်တဲ့အရာနဲ့ပါတွေ့ရတာပေါ့လို့ပါပြီးအပူလေးကဝါပကင်းနဲ့ခါလေးပေးတာပေါ့နော်မပါ iPad နဲ့တူဆုံးကတန်ဆယ်လေးပါထပ်မှာထားပါတယ်အပေါင်းစင်းလုပ်ကြပါမယ်။ရမ်းပြောတယ်။ဒီနေ့ကတော့ရမ်းပြောတဲ့နေ့လေးဖြစ်မှာပေါ့။ဘာဖြစ်လဲဆိုတော့မနေ့ကသုံးဝင်နေဆိုတော့မနေ့ညလဲအိမ်ရလူရမွေးနေ့ကိန်းနဲ့ surprise တိုက်တယ်။မွေးနေ့အတွက်ဘာမှထွေထူးတော့မလုပ်ထားဘူးပေါ့နော်။အလုပ်လုပ်တယ်စားလုပ်တယ်ဒါနဲ့ပဲတစ်နှစ်ဖြတ်တန်းနေရပါတော့။မွေးနေ့ရောက်တော့အိမ်ရောက်ဆိုတော့မနေ့ကမွေးနေ့ cake surprise လေးလုပ်ပေးတယ်။ပြီးလို့ရှိရင်ဒီနေ့ဆုံးစပင်းညှက်လိုက်ပါတယ်။စပင်းညှက်တော့လဲစုံကြိုက်တဲ့ပုံစံထွက်လာတယ်။ဒါပြီးတော့ဆိုရင်တော့စပင်းရှိရဲကွာ။စပင်းရှိကနေပြီးတော့အခုညှက်လိုက်တော့အရင်လဲပေါ်ပါသွားတယ်ပြီးတော့ဆုံးလို့ချင်းတဲ့စပင်းပုံစံတိုင်းနဲ့ထွက်လာတော့ညံပြောပါတယ်။စပင်းညှက်ဆိုင်မှာဆိုလို့ရှိရင်လဲအရင်ပျော်ပြီးတော့ဇမီးညက်တဲ့လူနဲ့တပုံနေပါတွေ့ရခဲ့သေးတယ်။ကဲအခုတော့ဒါလေးတော့အပေါင်းစင်းလုပ်ပါမယ်။သုံးလို့ချင်းတဲ့ဟာလေးလည်းရောက်လာပြီဆို။အပေါင်းစင်းဆိုဒါလေးရဒီလိုတော့ခါမှာပေါ့နော်။ညကျွမ်းတော့ဆက်ဖမ်းမယ်ဒီရထက်ပြချင်တယ်ဒီမှာ engraving လုပ်ထားကိုကြိုက်တဲ့အကောင်လေးနဲ့ကိုနာမည်နဲ့ပြီးတော့အရောင်ပပယ်လေးခုလောအရောင်နုရအရင်ကြိုက်ညာလေးဟုတ်ရောင်နုရမှာပပယ်ရပူကြိုက်တယ်ဆိုမှလို့ပပယ်ပူကြိုက်လဲဆိုတော့နောက်ကြရင်ဆိုတော့အဖြစ်နဲ့ပြပြီးအောင်ကိုယ်မှာ engraving လေးပါ engraving လေးလိုချင်လို့ပြီးသားလေးရှိတယ်ပြီးတော့ရင်လိုက်ပါ
စင်လေးစမယငမညက်ကသာနည်းနည်းတော့မျက်စိရောနောက်မှာပေါ့နော်ရားလေလိုချင်ခဲ့ရရမ်းကြာပြီပါလို့လဲဆိုတော့ပုံဆွဲရတာတော့ဘာလို့ကြိုက်တယ်လေဗီဒီယိုအက်တစ်တာပါဆိုရင်ပုံနဲ့ကြာအရန်သေးရအကြောင်းပြအကြောင်းလိုချင်တော့အကြောင်းပြအဲ့လိုခါလေးကျောင်းစာရေးဒီများလေးစောစာရေးပြီးတော့ကြိုက်တာအဲ့တော့ဘလို့အကြောင်းရှာတာပါပဲဒီမှာဆိုလေဘလို့ပါပဲဒီနာလေးလေးရတာပြီလေးရသွားတယ်လေးရတာပါပြီဒီနေ့ရဲ့ manifestation ကအောင်မြင်ပါတယ်။နောက်နေ့ကတော့လူလာမင်းပြီပေါ့နော်။မနေ့က manifestation နဲ့အောင်မြင်တယ်။ဒီနေ့ကလည်းအောင်မြင်ပါတယ်။ဒီကကိုလိုချင်တာကိုဝယ်ပေးနိုင်အောင်လို့ကြိုးစားပြီးရဲ့ကိုလေးကြည့်လို့တင်ပါတယ်။ဘယ်လိုကိုပြောရှင်မို့ကိုဖန်တီးနိုင်တဲ့အတွက်မပြောပါဘူး။အဲ့တော့အလေးလာပြရပါဆိုတော့လုံးမဲ့တတနာဒီဗီဒီယိုမှာတွေ့ပါမယ်